သဗ္ဗေတ္တမရဏဓမ္မမရဏပရိယောတာနာမရဏအနတ္တိတာသဗ္ဗေတ္တအလုံးစုံသောတတ္တဝါတွေဟာမရဏဓမ္မသိခြင်းသဘောရှိတယ်တဲ့နောက်တတ္တဝါတွေဟာသိခြင်းသဘောရှိတယ်ဆိုလိုတာကတတ္တဝါတွေရဲ့ခန္ဓာဟာပြတ်တက်တဲ့သဘောရှိတယ်ပြက်ကိုပြက်လိမ့်မယ်မရဏပရိယောတာနာတတ္တဝါတွေဟာသိခြင်းသာလည်းအဆုံးရှိတယ်မရဏံသိခြင်းတရားကိုအနတ္တိတာဘလို့မှသူတို့မလွန်မြောက်နိုင်ဘူးတဲ့ဒါဟာတော့လွန်မြောက်အောင်လုပ်လို့ရစကောင်းတဲ့အရာမဟုတ်ဘူးပေါ့တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိအာမကာနိစီဝပက္ကာနိစာမင်းကြီးတဲ့ငါဥပမာတစ်ခုပြောမယ်တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိဥရင်းတွေလှုပ်ထားတဲ့အာမကာနိစီဝပက္ကာနိစာအိုးအစိမ့်တွေအိုးအကျက်တွေအမျိုးမျိုးသောအရွယ်အစားမျိုးမျိုးပုံသဏ္ဍာန်မျိုးမျိုးနဲ့အိုးတွေဟာသဗ္ဗန္တိတာနိဗေဒနာဓမ္မာနိဗေဒနာပရိယောတာနာနိဗေဒနာအနတ္တိတာနိအဲ့ဒီအလုံးစုံသောအိုးတွေဟာဗေဒနာဓမ္မာနိကွဲတတ်တဲ့သဘောရှိတာတွေကြီးပဲတဲ့အကုန်လုံးဟာကွဲတတ်တဲ့သဘောတွေကြီးပဲအိုးမှန်လို့ရှိရင်ပေါ့နော်ဗေဒနာပရိယောတာနာနိကွဲခြင်းလျင်အဆုံးရှိတယ်အိုးဆိုတာတစ်ချိန်မှာကွဲသွားတာပဲကွဲမှဆုံးသွားတာပေါ့နော်ဗေဒနာကွဲပြက်ခြင်းကိုအနတ္တိတာနိအိုးမှန်တယ်များဘယ်လိုမှမလွန်ဆန်းနိုင်ဘူးတဲ့အိုးတစ်လုံးနဲ့ဦးဇင်းတို့ဘဝခန္ဓာကိုမြတ်စွာဘုရားဥမာပေးတာပေါ့နော်